မြတ်စွာဘုရားကိုယ်တိုင်ကဟောပြီးတော့ဟောထားတာရှိတယ်လူသေးပြီးလူပြန်ဖြစ်တာအလွန်နေတယ်လူသေးပြီးငရဲရောက်တာများတယ်လူသေးပြီးတိရစ္ဆာန်ဖြစ်တာများတယ်လူသေးပြီးပြိတ္တဘဝရောက်သွားတာများတယ်သူဆိုတယ်နော်လူသေးပြီးတိရစ္ဆာန်ဖြစ်သွားတယ်တော့အပယ်လေးပုံရောက်သွားတာတွေကပုံများတယ်သူဟောတာအဲ့တော့30ပုံသရဝါတွေဟာကျင်လဲနေတဲ့အထက်ပဲအရေးအတွက်အားဖြင့်ပြောမယ်ဆိုရင်လူကိုရောက်တဲ့သရဝါနဲတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာလစ်စိတ်ကလဆိုတော့ထမိုးကြီးနော်ထဘိုးထုံကြီးအပေါက်တစ်ပေါက်ထဲသာရှိတဲ့ထဘိုးထုံကြီးဥပမာပေးပြီးတော့ဟောကြားထားတဲ့သုတ်တာရှိတယ်ရှုခလစ်စိတ်တာအဲ့ဒီထမိုးထုံကြီးယုခိစိတ်ထမိုးထုံကြီးဟာပင်လယ်ပြင်ပေါ်မှာလှိုင်းပုတ်ရအောင်မျောပြီးတော့နေတယ်အပေါက်ကတစ်ပေါက်ထဲပါတယ်အဲ့ဒီပင်လယ်ပြင်ထဲမှာလည်းပဲစိတ်ကန်းမျက်စိမမြင်ရတဲ့စိတ်ဒီလိတ်ကြီးတစ်ကောင်မျက်စိမပါတဲ့လိတ်ကြီးတစ်ကောင်ဟာလေပင်လယ်အောက်ချမ်းပြေမှာလှဲ့လှဲ့သွားလာပြီးရမယံကမျက်နှာပြင်ပေါ်ပင်လယ်မျက်နှာပြင်ပေါ်တက်လာပြီးတော့လေးရှူတယ်အဲ့တော့အနှစ်တရာကြာမှသူကပင်လယ်မျက်နှာပြင်ပေါ်ရောက်လာတတ်တယ်အဲ့ဒီလိတ်ကန်းကြီးတစ်ကောင်အနှစ်တရာကြာမှပင်လယ်ပြင်ကိုတက်လာတဲ့အချိန်အပေါက်တစ်ပေါက်သာပါတဲ့ထဘိုးတုံးကြီးကလည်းမျောချင်ဟာမျောနေတဲ့အချိန်သူကလည်းပဲခေါင်းကိုရေမျက်နှာပြင်ပေါ်ပြူလိုက်တဲ့အချိန်မှာထဘိုးတုံးရဲ့အပေါက်နဲ့လက်ရဲ့ခေါင်းနဲ့အန်ချဆွမိဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးနော်အလုံးကိုဖြစ်ခဲတယ်လို့ပြောအလုံးဖြစ်ခဲတယ်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့ကခဲနေလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့စာထဲမှာမပါဘဲပဲပြောကြတာရှိတယ်ဗြဟ္မပြေကအတ္တဇင်လူပြေကအတ္တဇင်ချလိုက်အဖျားခြင်းသာထိမယ်ဆိုတာစာထဲတော့မပါခုနကတော့ဘုရားဟောတာနော်ဘုရားဟောတဲ့အကြောင်းအဲ့တော့လူဘဝဆိုတာလူဖြစ်ဖို့မတမခဲနေခဲတော့လေလူဘဝဟာတန်ဖိုးရှိတဲ့ဘဝသိချတယ်အဲ့ဒါကြောင့်မို့လို့လူဘဝဘုန်းကြီးတို့တွေရလာပြီဘာလုံးရမလဲအခုလိုတန်ဖိုးရှိတဲ့လူဘဝရလာတဲ့အခါရတဲ့အနှစ်သာရတွေကဘာတွေလဲ